တခါကဒူဘိုင်းမြို့တီထောင်သူကိုခင်ဗျာနိုင်ငံအနာဂတ်အတွက်ဘာတွေမြင်နေပါသလဲလို့မေးမြန်းခံခဲ့ရပါတယ်အဲ့ဒီအခါသူကဒီလိုပြန်ဖြေခဲ့ပါတယ်ကျွန်တော်ဖိုးတုံးကကူလာအုပ်စီးခဲ့တယ်ကျွန်တော်ဖေတုံးကကူလာအုပ်စီးခဲ့တယ်ကျွန်တော်ကမာစီဒီစ်ကားမောင်းတယ်ကျွန်တော်သားကရင်ယိုဘာကားမောင်းတယ်ကျွန်တော်မြေးကရင်ယိုဘာကားမောင်းပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တီတီမြေးကြရင်တော့ကူလာအုပ်ပြန်စီးရလိမ့်မယ်လို့ဖြေကြားခဲ့ပါတယ်အဲ့ဒီအခါအံ့အားသင့်သွားကြတဲ့သူတို့ကဘာကြောင့်လဲလို့ထပ်မေးခဲ့ကြပါတယ်သူကဆက်ပြောတာကတော့ခက်ခဲတဲ့ကာလတွေကခိုင်မာတဲ့လူတွေကိုဖန်တီးပေးတယ်ခိုင်မာတဲ့လူတွေကလွယ်ကူတဲ့ကာလတွေကိုဖန်တီးပေးတယ်လွယ်ကူတဲ့ကာလတွေကအားနည်းတဲ့လူတွေကိုဖန်တီးပြီးအားနည်းတဲ့လူတွေကတော့ခက်ခဲတဲ့ကာလတွေကိုပြန်ဖန်တီးပေးတတ်တယ်ပြီးရင်သူကဒီလိုဆက်လက်ပြောကြားခဲ့ပါတယ်လူများစွာကအဲ့ဒီအချက်ကိုနားမလည်ကြဘူးဒါပေမဲ့ခိုင်မာတဲ့နိုင်ငံတစ်ခုကိုလိုချင်ရင်မိတ်ဆွေရဲ့နောက်မျိုးဆက်ကိုအမိတဟဲပြုသူတွေဖြစ်မဟုတ်ပဲစစ်သူရဲကောင်းတွေဖြစ်ပြုစုပြောထောင်ရမယ်တမိုင်းကြောင်းကလည်းသူ့ရဲ့စကားကိုမှန်ကန်ကြောင်းသက်သေပြနေပါတယ်ဘာရှားတွေထေဝိုင်းတွေအီဂျစ်တွေဂရိတွေရောမတွေဗြိတိချက်အင်ပါယာတွေတောင်ရန်သူတွေရဲ့လက်ချက်နဲ့ပျက်စီးခဲ့တာမဟုတ်ပါဘူးသူတို့အားလုံးအတွင်းကနေပြိုလဲခဲ့ကြတာပါပဲဘာလို့လဲဆိုရင်ရုန်းကန်မှုနေရာမှာတက်တောင့်တက်တာရှိမှုကအစားထိုးဝင်ရောက်လာတဲ့အခါယိုရင်းပျက်စီးမှုစတင်လာလိမ့်ရှိတာကြောင့်ဖြစ်ပါတယ်